မမေစီရရဲ့ဆွဲချိုးရဲ့လက်ပတ်ရဲ့ဝယ်ပြီးကြရတဲ့ဈေးရောက်ကောင်းလာတယ်မမေကျေးဇူးတင်ပါတယ်ညီမလေးမမေကိုယ်တိုင်လည်းလေအဲ့ဒါအမြဲဒီမင်္ဂလာတိတ်တိအောင်လက်ပတ်လေးရဲ့မင်္ဂလာတိတ်တိအောင်ဆွဲချိုးလေးကအမြဲဆောင်ထားတယ်ဆွဲထားတယ်ပြီးလို့ရှိရင်မမေရဲ့ဒီပတ်စံအီကလေးထဲမှာအိန္ဒိယနဲ့တနီအတုံးလက်လာပါကောင်းအောင်မမေထည့်ထားဒါလေးကကြတော့ဟိုအိမ်ချမ်းမြေအကျိုးဆောင်လုပ်ငန်းတွေစိုင်သမားတွေပွဲစားပေါ့နော်ပွဲစားဆိုလို့ရှိရင်အိမ်ပွဲစားခြံပွဲစားကားပွဲစားစိုင်သမားပေါ့နော်ဒီပစ္စည်းတွေကိုယူပြီးဟိုပစ္စည်းကိုပြန်အောင်အဲ့လိုပွဲစားတိုင်းအတွက်စိုင်ပေါ့နော်စိုင်ဆိုရင်လည်းစားတော့စိုင်စားတော့စိုင်ဆိုလည်းအကုန်ရတယ်အဲ့ဒီအတွက်ဟိုပေါ့နော်ဒီမမေတို့ဆရာပေါ့နော်ဆရာကိုရိုင်းတေချာလေးတွက်ချက်ပေးထားတယ်ပြီးလို့ရှင်ဒါလေးအကုန်လုံးမမေတိတ်တင်ပေးထားဘကိုးမျိုးကဖုံဖုံရှိကိုသွားပြီးတော့ဒါလေးတကူချင်းစီကိုတကုံးချင်းစီကိုအကုန်လုံးကိုတိတ်တင်ပေးပြီးတော့မှဖုံဖုံရဲ့မြတ်တာတက်ကိုခံယူပြီးတော့တေချာလေးလုပ်ပေးထားတာပါဆိုင်သမားတွေပွဲစားတွေအကုန်လုံးအတွက်အဆင်ပြေအောင်လုပ်ပေးထားတာပါရှင်ညီမလေးဟောပေါ့နော်အဆင်ပြေရဲဆိုတော့မမေဝမ်းသာပါတယ်မင်္ဂလာတိတ်တိအောင်လက်ပတ်လေးပါဝယ်ရောင်းသမားဝယ်ရောင်းကရှေ့နတနီနဲ့တနခါလည်းရှေ့ရှစ်ကဆွမ်းအားကြီးတဲ့ကနန်းတကိုးရှိတဲ့ကနန်းမှာအဲဒါကြောင့်မို့လို့နတနီနဲ့အိန္ဒိယနတနီနဲ့တနခါလေးနဲ့ဟိုတွဲပြီးတော့လုပ်ပေးထားတာပါရှင်အားလုံးကျေးဇူးတင်ပါတယ်မမလို့ရှိမှာမှာယူချင်နေဆိုရင် Clearly page မှာလည်းမှာယူလို့ရပါတယ် Metro Account page မှာလည်းမှာယူလို့ရပါတယ်အခု1.9 million အကောင့်မှာလည်းမှာယူလို့ရပါတယ်ရှင်ရန်ကင်းကြောက်ကုန်းမဟာဗောဓိလမ်းမှာလည်းလာရောက်ပြီးတော့ဝယ်ယူလို့ရပါတယ်လမ်းမသိလို့ဖုန်းဆက်ပြီးမေးမယ်ဆိုရင်4385လုံးခွန်1900 98,980 264 289 466ဖို့ဆက်ပြီးတော့မင်းမြတ်နိုင်ပါတယ်ရှင်အားလုံးကျေးဇူး